ချစ်ရသောတငယ်ချင်းများယနေ့ကဘာကြီးကိုစကလုံးတစ်လုံးတည်းဖြင့်အတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်အဲ့ဒါက influencer များဤခေတ်ပဲဖြစ်ပါတယ်ကြည့်ရှုမှုနောက်လိုက်အရေးအတွက်ကိုအဆက်မပြတ်တက်တည်ပြရတဲ့ကဘာကြီးကိုအလဲဘဟုမှာထားဖို့အမြဲစူးစမ်းနေရတဲ့ဘဝသို့တော်တမချန်းစာကစန့်ကျင်ဘက်ဘဝကိုတင်ပြထားပါတယ်ဂျုံစေးတပွင့်ရဲ့ဘဝဒါကစန့်ကျင်ဘက်ဘဝလမ်းကြောင်းဖြစ်ပါတယ်များစွာသောအသီးနှံရရှိဖို့ကိုသိရမယ်ယေရှုရဲ့နာမည်ကြီးမှုအထွတ်ထိပ်ရောက်နေချိန်မှာဂရိလူမျိုးအချို့သူနဲ့တွေ့ဖို့လာခဲ့ကြပါတယ်။ဒါပေမဲ့ယေရှုကသူတို့ရဲ့တောင်းဆိုမှုကိုဒီလိုဖြေကြားခဲ့ပါတယ်။ငါအမှန်တရားကိုသင်တို့အားပြောသည်ကဂျုံစေးတပွင့်မြေထဲကြပြီးမတေလျင်တပွင့်ထဲရှိနေမည်တေလျင်မူအသီးနှံများစွာရမည်ယောဟန်10:24ယေရှုကဒီလောကရဲ့ဂုဏ်သိက္ခာနာမည်ကြီးမှုအောင်မြင်မှုလက်ခုပ်တံများကိုမလိုချင်ခဲ့ပါဘူး။စစ်မှန်သောဂုဏ်သိက္ခာဟာလက်ဝါးကပ်တိုင်ပေါ်မှာကိုတော်တည်ဆုံးခြင်းအဖြစ်လူသားမျိုးနွယ်ကိုကယ်တင်ခြင်းဖြစ်ပါတယ်။ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့တန်ရှင်းခြင်းအပြင်းထန်ဆုံးထင်ရှားလာတဲ့အချိန်ပဲဖြစ်ပါတယ်။ဒါဟာဖျားသခင်ကအာဗြဟံကိုပေးထားတဲ့ဂရုတော်မြေကြီးပေါ်ရှိလူမျိုးအားလုံးတင်ကြောင့်ကောင်းချီးမင်္ဂလာရရှိကြမည်ကိုယေရှုမှတဆင့်ပြည့်စုံလာတဲ့အဓိကအချိန်ပဲဖြစ်ပါတယ်။ဂျူးလူမျိုးတွေအတွက်သာမဟုတ်ပဲကမ္ဘာပေါ်ရှိလူမျိုးအားလုံးအတွက်ကယ်တင်ခြင်းတကားပွင့်လာခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ဂျုံစေးတပွင့်ကိုမြေပေါ်မှာထားခဲ့ရင်အဲ့ဒီစေးလေးတပွင့်နဲ့ဖြစ်နေမှာပဲဒါပေမဲ့မြေထဲမြုပ်ထားရင်အခွန်ကွဲပြီးပျော်ဝင်သွားရင်ຫນွေဥရာသီရောက်လာတဲ့အခါအသီးနှံများစွာရရှိလာမှာပဲယေရှုကငါတို့အတွက်ဒီလမ်းကိုရှောက်ခဲ့ပါတယ်အပြစ်ကြောင့်တရားမဲ့ငါတို့ကိုကယ်တင်ဖို့လက်ဝါးကပ်တိုင်ဆိုတဲ့မြေထဲမှာကိုတော်တိုင်မြုပ်နှံခဲ့ပါတယ်၃ရက်အကြာမှာရှင်ပြန်ထမြောက်ပြီးငါတို့ကိုအသစ်တော်ထာဝရအသက်ရှင်ခြင်းအသီးနှံကိုပေးအပ်ခဲ့ပါတယ်ကဘာကြီးကငါတို့ကိုပြောပါတယ်ပိုပြီးခိုင်ခန့်လာကိုပိုမြင့်တက်အောင်ပြပါကိုကာကွယ်ပါဒါပေမဲ့ကိုကာကွယ်ရုံသာလုပ်နေရင်နောက်ဆုံးမှာအသီးနှံမရှိတဲ့တပွင့်နဲ့ဂျုံစေးလေးဖြစ်သွားမှာပဲသို့တော့နှလုံးတကားကိုဖွင့်ပြီးဒီအမှန်တရားကိုလက်ခံလိုက်ရင်ငါလည်းယေရှုနဲ့အတူတည်ပြီးယေရှုနဲ့အတူရှင်ပြန်ထမြောက်တယ်ဆိုရင်တင့်ဘဝတွေကအတားအဆီးတွေကိုကြွားလို့အားကောင်းမှုမာကျောတဲ့အခွန်အားလုံးကွဲအပ်သွားမှာပဲအသက်ရှင်ခြင်းအညွန့်အသစ်ပေါက်ထွက်လာမှာပဲဒါကြောင့်တင့်မိသားစုအလုတ်ခွင်ဝိညာဉ်မှာအသစ်သောအသီးအနှံတွေဖြစ်ပေါ်လာမှာပဲချစ်ရသောတငယ်ချင်းများဒီကဘာကြီးမှာတောက်ပတဲ့ influencer ဖြစ်လာမဲ့မှုံဝါးမှုကိုစွန့်လွတ်ပြီးများစွာသောအသီးအနှံရရှိခဲ့တဲ့ဂျုံစေးတပွင့်ဖြစ်တဲ့ယေရှုခရစ်ထံတင့်ဘဝကိုအနှင်းလိုက်ပါဒီနေ့သင်တို့အားလုံးကိုနှလုံးသားနဲ့ကောင်းချီးပေးပါတယ်ဂျုံစေးတပွင့်ရဲ့ဘဝကိုရှောက်လန်းပြီးများစွာသောအသီးနှံရရှိတဲ့ဘဝအပြောင်းလဲကြီးသင်ဘဝမှာဖြစ်ပေါ်လာပါစေ